ဘယ်လိုခေါ်လဲကျမနာမည်ကဖြိုးဖြိုးပါရှင်ဖြိုးဖြိုးရပြီအလုပ်ရပြီရပြီရပြီအလုပ်ရပြီ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 အလုပ်ရပြီ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 အလုပ်ရပြီနာမည်နဲ့လောက်တန်းရလားဘာဆိုင်လို့လဲကငါကိစ္စနဲ့သိတယ်မပြောရပြီရပြီအလုပ်ရပြီ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 အလုပ်ရပြီလာတယ်ပေါ့နံပါတ်၄ကလည်းဟုတ်တနေ့အိမ်တောင်ရှိလားမရှိပါဘူးရှင်ရပြီအလုပ်ရပြီရပြီရပြီအလုပ်ရပြီရပြီအလုပ်ရလမ်းမလားလေးလမ်းတော့လေဟိုအိမ်တောင်မရှိဘူးဆိုတော့အပြိုပေါ့အပေါ်သေးကြပြီအဲ့ဒါလောက်တန်းရပြီအဲ့ဒီလုပ်ငန်းကြီးလောက်တာကြောက်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကောလုပ်တယ်ကြောက်မြက်ရတနာပေါ့အဲ့တော့ကြောက်မြက်ရတနာနဲ့ပတ်သက်ပြီးလုပ်တယ်ဆိုတော့ကသမီးတို့ရွယ်မှာတွက်တာချက်တာလိမ့်လာရနော်အဲ့တော့တွက်ချက်တာနဲ့ပတ်သက်ပြီးတော့မွေးမယ်နော်သုံးလီဘလောက်လို့ပြောကိုပါရှင်ကိုအားကောင်းတော့ကွာရပြီရပြီအလုပ်ရပြီ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 